ဒီနေ့အတွက်ဖြစ်ရမှန်မှုခင်းရတော့လူသားစားခဲ့ကြတဲ့ရာဇဝတ်သားတွေအကြောင်းကိုတင်ပြပေးမှာပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ Ornstein Harhoff ဆိုတဲ့လူတဝက်ဝင်ဘလီတဝက်လူသားစားလူငယ်တယောက်အကြောင်းကိုစတင်ပြောပြပေးပါမယ်။2016ခုနှစ်ဩဂတ်လမှာဂျူပီတာဖလော်ရီဒါမှာအသက်19နှစ်အရွယ်ကောလိပ်ကျောင်းသားအော်စတင်ဆိုတဲ့ကောင်လေးကသူ့အဖေနဲ့ညစာစားတောက်ဆိုင်တစ်ခုကိုရောက်ခဲ့ပါတယ်။ပြီးတော့ရုတ်တရက်စပွဲကနေပဲထထွက်သွားခဲ့ပါတယ်။ပြီးတော့4မိုင်လောက်ရှိတဲ့ခရီးအကွာဝေးကိုခြေလျင်နဲ့ပဲရှောက်သွားခဲ့ပြီးသူ့ခန္ဓာကိုယ်မှာတော့အဝတ်အစားတွေမွေးထားခဲ့ပါဘူး။ John နဲ့ Michelle Stevens ဆိုတဲ့ဇုံတွေကတော့သူတို့အရင်ကားကိုထောင်မှာကလထိုင်နဲ့ထိုင်ပြီးသူတို့မမျှော်လင့်ထားတဲ့အဖြစ်ဆိုးကြီးရောက်လာမှာကိုမသိဘဲနဲ့စကားပြောပြီးအေးအေးဆေးဆေးအပန်းဖြေနေခဲ့ကြပါတယ်။ Austin နောက်ပိုင်းအင်တာဗျူးမှာပြောပြခဲ့တာကတော့သူကိုယ်ထောင်ထဲဝင်သွားချိန်မှာ Michelle ကအော်ဟစ်တန်ကိုကြားလိုက်ပြီးတော့နဲ့ခုတ်ဖမ်းတာကိုပဲတိလိုက်ပြီးနောက်ပိုင်းမှာသူဘာမှမသိတော့ဘူးလို့ပြောပြခဲ့ပါတယ်။ Austin ပြောတာကသူ့ရဲ့ကိုယ်လုံးဒီကိုခန္ဓာကိုမြင်ပြီး Michelle ကလန့်သွားပုံရပါတယ်။အဲ့မှာအိမ်နီးချင်းကအတန်ဒီကိုကြားလို့ကြည့်လိုက်ချိန်မှာတော့ Austin ကအပေါ်ကနေပြီးတော့ Michelle ကိုတိုက်ခိုက်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်မှာ John ကတော့မြေပေါ်မှာသွေးတွေနဲ့လဲနေခဲ့ပါတယ်။အိမ်နီးချင်းပြန်ပြောတာက Austin ကအိမ်နီးချင်းဦးလေးဘက်ကိုလှည့်ကြည့်လိုက်ပြီးသူ့လက်ကိုလွှဲလိုက်ပါတယ်။အဲ့ဒါနဲ့အိမ်နီးချင်းဦးလေးလည်းသူ့အိမ်ဘက်ကိုအတင်းထွက်ပြေးပြီးရဲကိုဖုန်းခေါ်လိုက်ပါတယ်။ရဲတွေရောက်သွားချိန်မှာတော့အခင်းဖြစ်ပွားရာနေရာကဇွန်ဘီရုပ်ရှင်တွေကလူကြောက်စရာမြင်ကွင်းကိုမြင်လိုက်ကြရပါတယ်။ Austin ကဂျွန်းအပေါ်မှာဒူးထောက်ထိုင်ပြီးဂျွန်းမျက်နှာကိုကုန်းကိုက်စားနေပါတယ်။သူ့ကိုကျင်ဆက်နဲ့တို့တာတော့သူကမရက်သွားပဲဆက်စားနေခဲ့ပါတယ်။ပြီးတော့ဂျွန်းကိုသူ့ခေါင်းနဲ့အကြိမ်ပေါင်းများစွာတိုက်ခိုက်ခဲ့ပါတယ်။ရဲတွေလည်းရှိသမျှအင်အားအကုန်သုံးပြီး Austin ကိုဖမ်းချုပ်ခဲ့ရပါတယ်။ Austin ကတတိဝင်လာတဲ့အချိန်မှာရဲတွေကိုငါ့ကိုကယ်ပါငါမစားသေးတဲ့တခုခုစားခဲ့မိတယ်လို့ပြောခဲ့ပါတယ်။ရဲတွေကဘာစားမိတာလဲပြန်ပြီးတော့ Austin ကလူသားကိုစားခဲ့မိတယ်လို့ပြန်ဖြေခဲ့ပါတယ်။ရဲတွေထပ်ပြောပြတာသူတတွေးထွေးလိုက်တဲ့အချိန်မှာတော့သူ့ပါးစပ်ထဲကထွက်လာတာအသားတွေနဲ့သပင်အမွှေးတွေထွက်လာခဲ့ပါတယ်။ John နဲ့ Michelle တို့ဇုံတွေကတော့အသက်မရှင်ခဲ့ကြပါဘူး။စိတ်မကောင်းစရာကောင်းတာကတော့သူတို့ဇုံတဲ့အတွက်တရားမျှတမှုလည်းမရခဲ့ပါဘူး။ဘာလို့လဲဆိုတော့ Austin က clinical ligand therapy ယောဂါကိုခံစားနေရတာကြောင့်အရေးယူလို့မရခဲ့ပါဘူး။ clinical ligand therapy ယောဂါဆိုတာရှားပါးယောဂါတစ်မျိုးဖြစ်ပြီးအဲ့ဒီယောဂါခံစားနေရသူတွေဟာမိမိကိုယ်ကိုဝင်ပလွေလို့စိတ်ထင်ကြောင်ကတန်းဖြစ်ပြီးဝင်ပလွေလို့ပြုမှုမိခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်သူတို့ကလူတစ်ပိုင်းဝင်ပလွေတစ်ပိုင်းလို့ခေါ်ကြပါတယ်။ဒါကြောင့်Austin ကပြစ်မှုကျူးလွန်နေစဉ်အတွင်းမှာဘယ်ဟာကမှန်လဲဘယ်ဟာကမှားလဲဆိုတာမသိဘဲနဲ့ယူသွတ်နေတဲ့အကြောင်းပြချက်ကြောင့်သူကအပြစ်မရှိပါဘူးလို့ဆုံးဖြတ်ချက်ချပေးခဲ့ရပါတယ်။ဒါကြောင့် Austin ကစိတ်ကျန်းမာရေးပြန်လဲကုသရေးဆေးရုံမှာပဲနေထိုင်ခဲ့ရပါတယ်။နောက်ထပ်ဖြစ်ရမှန်မှုတစ်ခုကတော့ကိုယ်ကလေးအသားကိုပြန်စားပြီးနှိပ်စက်ခဲ့တဲ့ Clara Marurova ဆိုတဲ့အမျိုးသမီးအကြောင်းပဲဖြစ်ပါတယ်။ Clara ဆိုတဲ့အသက်32နှစ်အရွယ်မျိုးသမီးဟာ Czech Republic ကဖြစ်ပြီးတော့အသက်33နှစ်အရွယ်သူမရဲ့အမ Katerina တို့ဟာဖျားသခင်ကိုရစ်ပူဇော်တယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပြုလုပ်ခဲ့ကြတယ်လို့ပြောကြပါတယ်။ Clara မှာ Jacob 9နှစ်နဲ့ Andre 10နှစ်အရွယ်သားလေး2ဦးရှိပါတယ်။ Clara ကသူမကိုသူမအလွန်လှဖို့ဂရုစိုက်တဲ့သူတူဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကလေးတွေရဲ့အဖေသူမယောက်ျားကသူမကိုထားခဲ့ပြီးထွက်သွားခဲ့လို့ပါအစပိုင်းမှာတော့ Clara ကကလေးတွေနဲ့အတူတူကစားအချိန်ပေးတာမျိုးတွေတောင်လုပ်ပေးတဲ့ကလေးတွေအတွက်အမေကောင်းတစ်ယောက်ဖြစ်ပါတယ်ဒါပေမဲ့သူတို့သားအမိတွေသူ့အမကာတရီနာစီပြောင်းသွားပြီးဘာသာရေးလှုပ်ရှားမှုတစ်ခုဖြစ်တဲ့ The Great Movement မှာပါဝင်ပြီးချိန်မှာတော့အရာရာဟာပြောင်းလဲသွားခဲ့ပါတယ် The Great Movement ဆိုတာတမယိုးကြခရိယန်အယူဆတွေနဲ့ကွဲထွက်နေတဲ့အယူအဆတွေကိုကျင့်သုံးတဲ့လှုပ်ရှားမှုမျိုးဖြစ်ပါတယ်ဒီနေရာမှာတော့ကိုသိနားမလဲတဲ့ဘာသာရေးအကြောင်းကိုတစ်ခုခုလွဲမှာဆိုလို့အပေါ်ရန်လောက်ပဲရှင်းပြလိုက်ပါတယ် The Great Movement ကအဖွဲ့ဝင်တွေကသူတို့ဟာရိုးရှင်းလွယ်ကူတဲ့ကိစ္စတွေကိုလုပ်ယုံနဲ့သူတို့ကျူးလွန်ခဲ့တဲ့အပြစ်တွေကကင်းစင်သွားပြီးကောင်းကင်နိုင်ငံကိုသွားရမယ်လို့ယုံကြည်နေကြတာဖြစ်ပါတယ်အဲ့လိုနဲ့ပဲသူတို့ညီမက The Great Movement မှာအသက်73နှစ်အရွယ်အနီကာနဲ့တွေ့ခဲ့ကြပါတယ်အနီကာကနော်ဝေးနိုင်ငံဘက်ကရောက်လာတဲ့မိဘမဲ့ကောင်မလေးဖြစ်ပြီးသူမကအနိုင်ကျင့်နှိပ်စက်လူကုန်မှုခံရမှုကနေလွတ်မြောက်လာခဲ့သူတူဖြစ်ပါတယ်။အန်နီကာကလူကီးမီးယားနဲ့ကြောက်ကပ်ပြဿနာတွေကိုခံစားနေရတဲ့သူတူဖြစ်ပြီးအဲ့ဒါကြောင့်ပဲသူမကတဖြည်းဖြည်းအကြအမြင်ချို့တက်လာခဲ့ပါတယ်။ Clara ကအန်နီကာကိုတနာသွားပြီးတော့မွေးစားဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒါဟာကြောက်မှတ်စရာအမှားကြီးဖြစ်လာပါတော့တယ်။2006ခုနှစ်စက်တင်ဘာမှာတော့ Edward ဆိုတဲ့သူကသူ့ရဲ့မွေးကင်းစားသားလေးအတွက် CCTV ကင်မရာကိုတပ်ဆင်ခဲ့ပါတယ်။သူကကင်မရာကိုစစ်ကြည့်လိုက်ချိန်မှာတော့သူ့သားလေးရဲ့ပကတ်ကိုကင်မရာမှာမြင်ရမယ့်အစားဘေးအိမ်တအိမ်ရဲ့မြင်ကွင်းကကင်မရာမှာလာမိနေတာကိုသူသတိထားမိလိုက်ပါတယ်
မြေအောက်ခန်းထဲမှာအင်ကြီးမပါတဲ့ကလေးတွေကိုတန်ကြိုးနဲ့ချီထားတဲ့ကြောက်စရာမြင်ကွင်းကိုသူတွေးလိုက်ရပါတယ်။ကောင်လေးကပိန်ညောင်ညစ်ပတ်နေပြီးကျမ်းမြေကိုကိုက်စားနေတာကိုတွေ့လိုက်ရပါတယ်။တခါတလေမှာမိမလက်တစ်ဖက်ကကောင်လေးကိုအစာကျွေးနေတာကိုတွေ့ရပါတယ်။အတ်ပွက်လည်းလန့်သွားပြီးတော့ရဲကိုချက်ချင်းဖုန်းခေါ်လိုက်ပါတယ်။ရဲတွေချက်ချင်းရောက်လာကြပြီးတော့ကင်မရာမှာမိနေတာဘယ်ကလဲဆိုတာကိုရှာကြတော့ကလာရာတို့အိမ်ကဆိုတာကိုသိသွားခဲ့ပါတယ်။အိမ်ထဲမှာကလေး3ယောက်နဲ့သူတို့ညီမကိုရဲတွေကတွေ့ခဲ့ပြီးသူတို့ညီမကိုတော့ဖမ်းလိုက်ပါတယ်။မြေအောက်ခန်းကကလေးကိုလည်းခေါ်ထုတ်ပြီးအသက်73နှစ်ရွယ်အန်နီကာကိုတော့မြေအောက်ခန်းမဟုတ်ပဲအိမ်ထဲမှာပဲတွေ့ခဲ့ကြပါတယ်။ရဲတွေကဘာတွေဖြစ်ခဲ့တာလဲကိုအသေးစိတ်စုံစမ်းကြတဲ့အခါသူတို့တခါမှမမြင်ဘူးခဲ့သူတို့တွေးတောင်မတွေးကြည့်ဘူးတဲ့ကြောက်စရာကိစ္စကြီးကိုသိလိုက်ကြရပါတယ်။ကလာရာရဲ့သားတနာစရာဂျေကတ်နဲ့အွန်ဒရီလေးတို့ကသူတို့ရဲ့ကြောက်စရာအနှိမ့်ဆက်ခံရမှုတွေကိုပြန်ပြောပြခဲ့ပါတယ်။သူတို့လေးတွေပြောပြတာကသူတို့အမေနဲ့အဒေါ်ကသူတို့ကိုဆေးလိပ်မီးတွေနဲ့တိုးခဲ့တယ်။ကပတ်နဲ့ကြာပိုးနဲ့လည်းရိုက်တယ်လို့ရေထဲမှာလည်းသူတို့ခေါင်းကိုအကြာကြီးနစ်ခဲ့တယ်။သူတို့ကိုလည်းလှောင်အိမ်ထဲမှာလည်းထည့်ထားတယ်။နောက်ပြီးတော့ဇပွဲခုံမှာလည်းနောက်ပြန်လက်ထိတ်နဲ့ခတ်ခဲ့ကြပြီးတနေကုန်ကလေးတွေကဘဲမှမသွားနိုင်တော့ဘဲနဲ့အဲ့ဒီနေရာမှာပဲနဲ့သေးပေါက်ပြီးသေးတော့ထဲမှာနေစီခဲ့ပါတယ်။ညီမနှစ်ယောက်ကအွန်ဒရီလေးရဲ့အသားကိုလီပြီးစားခဲ့ကြပါသေးတယ်။ဘလို့လူကကိုယ့်ကလေးရဲ့အသားကိုစားခဲ့တာလဲဒီလိုဖြစ်ရခြင်းရဲ့နောက်ွယ်ကဖြစ်ရမှန်ကိုသိရတဲ့အခါမှာကြားရသူတိုင်းကတကယ်ကိုပဲစိတ်မကောင်းတုန်လှုပ်သွားစီခဲ့ပါတယ်။ကလာရာကစစ်ဆေးရေးတွေကိုဒါတွေကသူ့အမနဲ့သူ့ရဲ့မွေးစားသမီးကလှုပ်ခိုင်းတာလို့ပြောပြခဲ့ပါတယ်။ဒါပေမဲ့အရွယ်ရောက်ပြီးသားအမေတယောက်ကအသက်73နှစ်အရွယ်ကလေးတယောက်ရဲ့ခိုင်းစီချေလဲမှုကြောင့်ကိုယ့်ရဲ့သားအရင်ကိုနာကျင်စီရအောင်ဘလို့လှုပ်ဖြစ်နိုင်မှလဲဆိုပြီးမယုံမကြည်ဖြစ်နေခဲ့ကြပါတယ်။တကယ်တော့ကလာရာကသူဒီလိုတွေလှုပ်ချင်းရဖြင့်ကျမ်းမာရေးမကောင်းတဲ့သူ့မွေးစားသမီးပြန်ကောင်းလာစီဖို့ကူညီရရောက်တယ်လို့တွေးခဲ့တဲ့ပုံရပါတယ်။ကလာရာကသူ့စီကိုအမြဲတမ်း message တွေရောက်လာပြီးအဲ့ဒါကအန်နီကာရဲ့ဆရာဝန်စီကဖြစ်ပြီးတော့သူကအန်နီကာကိုချစ်ပါတယ်ဆိုတာကိုအန်နီကာခံစားမိအောင်လို့လုပ်ပြရတာဖြစ်ပါတယ်တကယ်တော့အန်နီကာဆိုတာခလေးမဟုတ်တဲ့အရွယ်ရောက်ပြီးသားဝရမ်းပြေးတယောက်သားဖြစ်တယ်ဆိုတာကိုရှာဖွေတွေ့ရှိကြရပါတယ်သူမကအသက်34နှစ်ရှိပြီဖြစ်တဲ့ဘာဘိုရာစကာလိုဘာဆိုတဲ့အမျိုးသမီးတူပဲဖြစ်ပါတယ်အန်နီကာဆိုတာသူမရဲ့နာမည်အရင်မဟုတ်တယ်လို့မျိုးအသက်ကလည်း73နှစ်မဟုတ်ဘဲနဲ့34နှစ်ဖြစ်ပါတယ်ဒီထက်ပိုဆိုတာကကလာရာရဲ့အမကာတနီယာကအဖြစ်မှန်ကိုသိရတာနဲ့ကလာရာကိုလိန်လေလှည့်ပြဖို့ဘာဘူရာနဲ့ပူးပေါင်းခဲ့တာပဲဖြစ်ပါတယ်။ရဲရီယာဘာဘူရာရဲ့နောက်ကျောင်းကိုခြေရာခံနိုင်ခဲ့ပြီးသူမကိုဖမ်းဆီးခဲ့ပါတယ်။ပြီးတော့ကလာရာတို့ညီမနှစ်ယောက်နဲ့အတူတရားစွဲဆိုခဲ့ပါတယ်။နောက်ဆုံးမှာတော့ကလာရာကထောင်ဒဏ်9နှစ်ကြာခံရပြီးသူ့အမကာတနီယာကတော့10နှစ်နဲ့ဘာဘူရာကိုထောင်ဒဏ်9နှစ်အသီးသီးချမှတ်ခဲ့ပါတယ်။ဒီနေ့မှုခင်းကတော့ဒီမှာပဲအဆုံးသတ်ပါတယ်အဆုံးထိလိုက်ပါနားထောင်ပေးခဲ့ကြတဲ့သူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ် See you next video bye bye